ဒီနေ့မှာတော့ပင်လောင်းမှာရှိတဲ့ adventure သွားလို့ကောင်းတဲ့နေရာကိုလိုက်ပြပေးမှာဖြစ်ပါတယ်။ကဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြကြပါဦးနော်။ဒီမှာဆိုရင်တော့ဖြင့်လူတွေပြုပြင်ထားတာမရှိသေးဘူးပေါ့နော်။တဘောအတိုင်းပဲရှိသေးတယ်။ပြောမှဆိုအရင်မေပေါ့။ဒါ coffee ပြန်အခုတော့မတီးတော့ပါဘူး။အတီးကသုံးသွားပြီပေါ့နော်။ပွင့်ပြီးတော့အပွင့်လေးတွေမျိုးသွားပြီဗျ။ဘာကြောက်ဆောင်လေးပေါ့နော်ကြည့်ရရမ်းလာတယ်။ဟုတ်ကဲ့ပါကျွန်တော်တို့လက်ရှိရောက်နေတဲ့နေရာကတော့ပင်လောင်းမြို့နယ်ထဲမှာရှိတဲ့ရတိကူပဲဖြစ်ပါတယ်။ကဲရတိကူမှာဘာတွေရှိလဲ။ကူဘယ်လိုတက်ရတော့ဆိုတာကျွန်တော်တို့သွားရအောင်။ပြောမစင်ပေါ့နော်ဒီမှာပုံရလို့ရှင် frame ယူလို့ရတယ်ပေါ့နော်။လူကောင်ကိုဒီမှာထားလိုက်ကွာ။ပြီးရင်ဒီနားကနေပုံရရမှာကွာ။အဲ့လိုပေါ့နော် frame ပေါ့နော် frame ယူပြီးတော့တပုံရလို့ရတယ်။ပြောမစင်ဒါငကားဦးခေါင်းနဲ့ခက်စင်ပြ။နော်။ကြောက်ဆောင်ကြီးကအရန်လာကြည့်ဒါကူပဲသွားတဲ့လမ်းဖြစ်ပါတယ်ကျတို့တဘဝအတိုင်းပဲပေါ့နော်ကြောက်ဆောင်ကြားကနေကျတို့သွားရမှာဖြစ်ပါတယ်တဘဝအတိုင်းကဖန်ဆင်းပေးတယ်လူသွားလို့ရအောင်ခြံထားပေးတဲ့အတွက်ကျေးဇူးတင်ရမှာပေါ့နော်ဒီနေရာမှာဆိုရင်တော်တော်များအဲ့တဲ့လာလို့ရှင်အမှရက်ပြီးတော့တပုံကောင်းကောင်းလေးနဲ့ရိုက်လို့ရတယ်ပေါ့နော်ဒါကတော့တစ်ပင်ရဲ့အမြင့်လေးတွေတွဲလောင်းကြတယ်တွေ့ရတယ်ပေါ့နော်တစ်ပင်လေးကတော့နှစ်ပေါင်းတော့ကြာပြီလို့ထင်ရတယ်ပေါ့နော်ဒါပေမဲ့ကြောက်ဆောင်ပေါ်မှာပဲတွေ့ကတ်နေတော့ပဲမိုးတွင်းဆိုရင်မိုးဆက်မိုးပေါက်လေးတွေကဒီမှာကြာတာတအားလှတယ်ပဲပုံရိုက်လို့ရှင်ပေါ့နော်အရန်လဲလှတယ်လို့လူမရှိတဲ့ချိန်ဆိုရင်အရန်လဲတိတ်ဆိတ်တဲ့နေရာလေးဖြစ်ပါတယ်ဆက်သွားနေပါကူဆိုတော့ဟိုပတ်လက်ထဲတောင်ပေါ်မှာရှိတယ်ဒီမှာပေါ့နော်ကူသွားတဲ့လမ်းတစ်လျှောက်မှာဒီနားမှာတစ်မြစ်လေးတွေပေါ့နော်ကျွန်တော်ယူဆဆက်ရဒီတစ်မြစ်တွေကနှစ်ပေါင်းတော့ကြာနေပါပြီအဲ့တော့အမြစ်လေးတွေအများကြီးရှိပါတယ်တော်တော်ထူးဆန်းဖွယ်ဖြစ်နေပေါ့နော်နောက်ပြီးတော့ဒီမှာကြောက်ဆောင်လေးကကြောက်ဆောင်ပေါ်မှာပဲတည်နေတာမလဲသွားပဲနဲ့တည်တာလည်းတွေ့ရတယ်စိတ်ဝင်စားဖို့လည်းကောင်းပါတယ်ဒီမှာပင်လောင်းနဲ့လည်းအရန်လည်းမဝေးဘူးသွားလာရတာလည်းအဆင်ပြေပါတယ်သွားနေကြဆိုရင်တော့ပိုလွယ်တယ်ဗောနော်သွားနေကြမဟုတ်တဲ့လူအတွေ့တော့မိုးတွင်းဆိုရင်နည်းနည်းခက်မယ်ဘာလို့ဆိုတော့လမ်းတွေပါတယ်ရှော်လို့ရှင်ကိုခေါင်းတွေခြေလက်တွေတော့ကျူဆိုင်ရတာဗောနော်အဲ့တော့ဒီမှာလည်းနည်းနည်းပါတက်ရတာတော့ရှိတယ်ဆိုတော့မိုးတွင်းဆိုတော့ခက်ခဲမှတိလားဟိုကဘာလို့ဆိုတော့ရင်ကြီးလည်းရှိတယ်ကျွန်တော်ရှီကြော်ချော်လို့ရှင်တော့ပြီးပြီဟုတ်မှာဗောနော်ဒါပေမဲ့နွေရာသီဖြစ်တဲ့အတွက်ရှည်ကတော့မလျှော်ဘူးဒါဆိုရင်ကျွန်တော်တို့ပထမတစ်ထပ်ရောက်ပြီဒီကူရဲ့ပထမတစ်ထပ်ပေါ့နော်ဒီပထမတစ်ထပ်မှာတော်တော်ထူးဆန်းနေဗျဗန်ရင်ခစ်ကတဲ့ကပင်ရှင်ကတဲ့ကရီတွေမီတွေလီတွေတိုက်စားလို့ဒီမျိုးဖြစ်လာတာလားပေါ့နော်ဒါတော့လေးလာဆရာနေရာတစ်ခုလည်းဖြစ်မှာပေါ့နော်ဒီကနေ view ကြည့်လို့ရှင်လည်းအရန်လာပါတယ်လုံးဝ jungle တိုင်းပေါ့နော်ကဲကျွန်တော်ဒီကူစမှာပထမတစ်ထပ်ပြီးတော့ကျွန်တော်အပေါ်တစ်ထပ်ဒီဘက်ကနေတက်သွားလို့ရတယ်ကျွန်တော်တက်တဲ့ရှောက်မှာတော့အနေဂုံပြီးတော့သွားရတယ်ပေါ့နော်ငုတ်ပြီးတော့သွားရတယ်နောက်ပြီးတော့ခေါင်းမတိုက်မိဖို့လည်း queue ဆိုင်ရတယ်ပေါ့နော်ဒီမှာခေါင်းတွေပါတယ်ခဏတိုက်မိတဲ့လူလည်းအများကြီးရှိပါတယ်ဒီကနေ view ကြည့်ရင်ရမ်းလာတယ်ဗျာဒီမှာ view စိုက်ခင်းလေးတွေလဲကွင်းလေးတွေမြင်ရမှာပေါ့နော်ဟိုမှာကြောက်ဆောင်လေးတွေလည်းမြင်ရပါတယ်ဒီမှာအတွင်းဘက်ကဒီလိုမြင်ရတယ်ပေါ့နော်ဒါကူရဲ့ပထမတစ်ထပ်အတွင်းဘက်ငုတ်ပြီးတော့သွားကြတယ်မြောက်လိုမျိုးပဲသွားရတယ်ပေါ့နော်အဲ့တော့နောက်ပိုင်းချင်းဘယ်လိုပြောရမှာတော့ဒီနေရာသွားလို့ရှင်ဥထုပ်ပါယူသွားဆိုင်ငယ်ဥထုပ်ပါယူသွားလို့ပြောရမှာလားမသိဘူးခေါင်းတိုက်မစိုးလို့လေကဲပထမထပ်ကနေကျွန်တော်ဒီဒုတိယထပ်ကိုဆက်သွားမှာဖြစ်ပါတယ်ဒီဒုတိယထပ်သွားလို့ရှင်လည်းကျွန်တော်တို့ခေါင်းငုတ်ရတာပါပဲဗျပို့ပြီးတော့နှစ်ခက်ခဲတယ်ပေါ့နော်ဒီကနေဆက်ရောက်ရှင်းဆိုရင်အပေါ်ရှင်းမတည့်ရမလို့ပါနဲ့ဟောကနေ view ကပေါ်လာတာဖြစ်တဲ့အတွက်ပေါ့နော် queue ဆိုင်ရတယ်နောက်ပြီးတော့ခေါင်းမတိုက်မိဖို့လည်း queue ဆိုင်ရတယ်ပေါ့နော်ဒီကနေမြင်ရတဲ့ရှုခင်းလေးတွေကလည်းစိုက်ခင်းတွေလည်းကွင်းတွေရမ်းလာတယ်မိုးတွင်းဆိုပိုတော့တောင်လာတယ်ပေါ့နော်ဒီနေရာမှာအနားယူရတာ feeling လေးတစ်မျိုးကောင်းပါတယ်အပေါက်ဘလောက်ကျင်းလဲဆိုတာကျွန်တော်ပြပေးမှဖြစ်ပါတယ်ဒီမှာချင်း
ဒီအပေါက်ကနေကျွန်တော်တို့တက်ရတယ်ပေါ့နော်ကျွန်တော်ဒီဝါးလေကားကနေဆက်တက်လို့ရှိရင်တော့ဒုတိယတစ်ထပ်ရောက်မှာပါပြောမယ်ဆိုရင်ဒီကူကနှစ်ထပ်ခွဲဖြစ်မှာပေါ့နော်ပထမတစ်ထပ်နဲ့ဒုတိယတစ်ထပ်ကြားမှာကျွန်တော်ရောက်နေတယ် beauty လို့ရတယ်ပေါ့နော်ကဲဒီကနေဆက်တက်လို့ရှိရင်ဒုတိယတစ်ထပ်ရောက်မှာဖြစ်ပါတယ်ကဲတက်ရတဲ့အချိန်မှာတော့နည်းနည်းတော့ခက်ခဲတယ်ဘာလို့လဲဆိုတော့ကြော်ခွတွေ့ကတ်တက်ရတယ်နောက်ပြီးတော့အောက်မှာလဲကြောက်နည်းနည်းရှိတယ်ကြောက်ဆိုတာကတော့အရန်တော့မနေ့ကတိမ်တိမ်လေးပဲပေါ့နော်ဒါပေမဲ့ကျွန်တော်ကြော်ခွမှရပါမယ်ဘာလို့လဲဆိုတော့အောက်မှာအရန်ကျင်းလို့လေအဲ့တော့သွားမယ်ဆိုရင်ဘူးဖနက်လေးနဲ့တောင်တက်ဖနက်လေးနဲ့သွားလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်ဘာလို့လဲဆိုကျွန်တော်တို့ကမထင်မှပဲသွားရတဲ့ချိန်မလို့ညက်ဖက်နဲ့လေးနဲ့ပဲသွားရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကျွမ်းကျင်နဲ့တွေ့ကပ်ပြီးတော့သွားနိုင်ပါတယ်ဘာလို့ဆိုတော့ငငယ်လေးကတည်းကဒီမျိုးစွန့်စားပြီးတော့ရှောက်သွားနေဆိုတော့လေနော်ထူးဆန်းတော့အများကြီးမဖြစ်ပါဘူးကဲကျွန်တော်ဒုတိယထက်ရောက်တဲ့ချိန်မှာလဲပို့ပြီးတော့တောင်လှတယ်ပေါ့နော်ဒီနေရာမှာ photography တို့တပုံလှတို့ဘာလို့ဆိုရင်ရိုက်လို့ရှင်တော်တော်မိုင်းမပုံပဲပေါ့နော်ငါကူကဘယ်လိုပြောကြောက်တိုင်လေးလို့ပုံစံလေးရှိတယ်ပေါ့နော်ဒီမှာကြောက်တိုင်လေးတိုင်လေးတွေပုံစံပေါ့နော်အပေါ်ကမျက်နှာကျက်လေးပေါ့နောက်ပြီးတော့နောက်ထူးဆန်းတဲ့ຢာလေးကျွန်တော်ပြပေးမယ်အိမ်လိုမျိုးပုံစံပဲပေါ့နော်ဒီမှာပတင်းပေါက်တယ်လည်းရှိပါတယ်ကြောက်တိုင်လည်းရှိတယ်မျက်နှာကျက်ရှိတယ်ကျမ်းပြင်လည်းရှိတယ်ပတင်းပေါက်လည်းရှိတယ်ဘာလို့တဲ့ပတင်းပေါက်ကနေ view တွေကြည့်မှာပေါ့နော်ကျွန်တော်ကြည့်ချမ်းလာတယ်နော်တချို့တိုင်တွေလည်းကျိုးနေပြီအဲ့တော့မိတ်ဆွေတို့လည်းဒီမှာအရန်ထူးဆန်းတဲ့နေရာကိုတခါတလေတော့လာပြီးတော့လေ့လာကြည့်ပါဒီမှာအကျဲပဲပေါ့နော်ကျွန်တော်အိမ်ကျဲပဲနော်တဘွားဖန်ဆင်းထားတဲ့ຢာလေးတော်တော်ထူးဆန်းအဖွယ်ဖြစ်ပါတယ်ဒီမှာလေ view လေးကြည့်ဖို့အတွက်တောင်မှနေရာအကျဲကြီးပေးထားတယ်ပေါ့နော်အရန်လာတယ် view ကျွန်တော်တွေ့တော့ဒီနေရာလေးကသဘောကျတယ်ဘာလို့လဲဆိုတော့တဘွားကျတယ် Ladies and gentlemen, welcome to ဒီမှာတာဇန်ကားရိုက်လို့ရှင်တာမှိုက်မဲ့ပုံပဲတာဇန်လေးကနေပင်လေးကိုဟိုတော့ဂျိုးလင်းလှုပ်ပြီးတော့ဟိုးဘက်ကူးသွားတဲ့ပုံပေါ့နော်ရမ်းမိုက်မဲ့ပုံပါပဲဗျာစတာပါနော်ကဲဒီနောက်တညာထပ်ပြမယ်ဒီကနေကြည့်မယ်ဆိုရင်တော့မိတ်ဆွေတို့တအားရှိမတိုးပါနဲ့ကျွန်တော်လည်းအသေးအားလို့ပါဒီကနေကြည့်ရတာကြည့်တော့ကြည့်နေရတာနော်ကြည့်မြင့်ကြီးပဲချောက်ကမ်းပါးလေးမြင့်ကြီးပဲနော်တော့ထူးဆန်းနေတာကြည့်ကြောက်ဆောင်လေးကမသိရင်တရုတ်ပြီးကြတယ်ဗျာနော်ရောဒီမျိုးနေရာကိုလဲရှင်နေဆိုရင်တော့လာရောက်ပြီးတော့မေးမြန်းနိုင်ပါတယ်နေရာမသိလို့ရှင်မေးမြန်းနိုင်တယ်ဗောနော်ကျွန်တော်လိုက်ပို့ပေးလို့ရလည်းရပါတယ်မှာဟိုကဟိုကုန်းနေတဲ့နေရာဗောနော်ရှီချော်လက်ချော်မဖြစ်ဖို့လိုပါတယ်တဲရလို့ပါကဲမိတ်ဆွေတို့လည်းဒီနေရာကိုဘယ်လိုမြင်ကြလဲဗျမိတ်ဆွေတို့လာလဲရှင်လားဒါမှမဟုတ်ထင်မြင်ချက်လေးတွေလည်းမှတ်ပေးနိုင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဗျာနောက်ဗီဒီယိုမှာပြန်ပြီးတော့ဆုံပါမယ်ဘိုင်ဘိုင်